ကျွန်တော်တို့ Premiere 2015မှာတချင်းလေးတစ်ခုကို edit လုပ်မှာဖြစ်ပါတယ်ပြီးရင်ကျွန်တော် file ထဲမှာရှိတဲ့အဲ့ဒီတချင်းလေးကို import လုပ်သွားပြီးတော့ကျွန်တော်စံပြီးရဲ့ကိုရီတချင်းလေးကိုကျွန်တော်ဖွင့်လိုက်ပါမယ်ပြီးရင်ဒီကောင်ကို timeline လေးဆွဲထည့်လိုက်မယ်ကျွန်တော် edit လုပ်မယ့်နေရာလေးမှာဆွဲထည့်လိုက်မယ်ပြီးရင်ကျွန်တော် sweep ဟာလေးပုတ်ပြီးတော့တချင်းလေးကို play ကြည့်ပါမယ်ပြီးရင် push လုပ်ဖို့အတွက်ကျွန်တော် sweep ဟာလေးပြန်ပုတ်လိုက်မှာဖြစ်ပါတယ်ပြီးရင်တချင်းလေးရေးဖို့အတွက် control T နေပြီးတော့အာနာခေါင်းလိုက်မယ်ပြီးရင် T လေးနေပြီးတော့ကျွန်တော်စာရေးလေးမှာကာစာလေးချလိုက်မယ်မြန်မာစာပြောင်းဖို့အတွက်ဒီ font မျိုးစားနေရာလေးမှာ W လေးနေပြီးတော့ font ရွေးစားတော့ကျွန်တော်တို့လူသလိုလေးထားပြီးမှဖြစ်ပါတယ်ပြီးရင်ကျွန်တော် TV ထဲမှာတစ်ချက်နှိပ်လိုက်ပါအမမိတ်တိုလေးဖြစ်ပြီးဆိုကျွန်တော်တို့တချင်းစာရေးလို့ရပါပြီမနေ့ချင်းလေးပြီးရင်ကျွန်တော်တို့ဒီတချင်းလေးကိုနောက်က stroke လေးထည့်မှဆိုရင်ကျွန်တော်တို့ဒီမှာ outer stroke ဆိုတဲ့နေရာမှာအဲ့မှာနေလိုက်မယ် outer stroke ပြီးရင် size လေးတော့ကျွန်တော်33လောက်ထားတယ်။ညာတာခောက်ပြီးမယ်ပြီးရင်ဒီစာလေးကိုအလဲကောင်ရောက်ချင်တယ်ဆိုရင်ဒီမှာ center ဆိုတဲ့နေရာမှာနှစ်ချက်နေပြီးပါမယ်ပြီးရင်ချက်ချီကလေးနေမယ် timeline ပေါ်မှာဆွဲတင်လိုက်မယ်ကျွန်တော်မြင်ခွင့်နဲ့ကျင်းနေဆို plug လေးနေပြီးတော့ကျွန်တော်တို့ timeline မြင်ခွင့်မျိုးနဲ့ချက်ပြီးလို့ရပါတယ်ပြီးရင်ကျွန်တော်တို့ဒီကောင်လေးကိုကျွန်တော်ပြန်တော့ play ကြည့်လို့ရပါတယ်ကိုစီကူနဲ့စီစီဆွဲဆိုတဲ့နေရာမှာလေးလဲကျွန်တော်တို့တွေက control T ကိုပြန်နေပြီးတော့အာနာခေါင်းလိုက်မယ်ကျွန်တော်တို့အဲ့ဒါလေးကိုမလုပ်ချင်ဘူးဆိုခုနကတော့ file လေးခုနရိုက်ထားတဲ့စာလေးကို copy ကူးထားလို့ရတယ်ခုနကရိုက်ထားတဲ့စာလေး copy ကူးတယ်ခုနကတော့ text box လေးကိုကျွန်တော်တို့တခြားနှစ်ချက်နေပြီးတော့ပြန်ဖွင့်ပြီးဒါလေးကိုတလုံးစာလေးတလုံးမှာ copy select ပြီးတော့ control C နေပြီး copy ကူးလိုက်ပါ control T နေပြီးတော့ text box လေးပြန်ကြပါပြီးရင် T နေပြီးတော့ခါစာလေးချလိုက်ပါခုန copy ကူးရတဲ့စလုံးလေးကို control V နေပြီးတော့ပွားလိုက်ပါပြီးရင် control A နေပြီးတော့ pause လိုက်ပြီးတော့ကိုစိတ်ကူးနဲ့ season ဆွဲဒါဆိုရင်ဒီစာလေးကိုလည်းကျွန်တော်အလဲပို့မယ်ဆိုစာနာလေးမှာနေပေးမယ်ပြီးရင်ဒီမှာအမားလေးမှာနေပေးလိုက်မယ်ဒီစာတန်းလေးပေါ်ကျွန်တော်ဆွဲတင်လိုက်မယ်ပြီးရင် play ကြည့်မယ် swipe ပါလို့ပို့ play ကြည့်မယ်အဲ့တော့ကျွန်တော် element တကယ်ရောက်ဖို့ဆိုပြီးလေးပဲဖို့ဆို TV ပဲကျွန်တော်လုပ်လိုက်မယ်ဒါလေးကို control T နေမယ်အနာခေါင်းမယ်ခုနကတော့လိုပဲ T လေးနေမယ်ကာစာလေးချလိုက်မယ် control V နေပြီးတော့ control E ပြန်လုပ်မယ်အဲဒီမနက်ဖြန်တကယ်ရောက်ဖို့အဲဒီနောက်ပါတကယ်ရောက်ဖို့ဒီခုနလိုပဲစန္ဒာလေးမှာကျွန်တော်တို့ရွှေ့ပြအောင်မှာဖြစ်ပါတယ်ပြီးရင်မားလေးမှာနေလိုက်မယ်အချင်းလေးကိုခုနနဲ့ဆွဲထည့်မယ်ဒီတချင်းလေးရှည်နေတယ်ဆိုစာရမ်းလေးရှည်တယ်ဆိုကျွန်တော်တို့တွေဆွဲတော့တီးလိုက်လို့ရပါတယ်ပြီးရင်ကျွန်တော်တို့တွေမတေချာဘူးကွဆိုတာအမှ control G ပြန်နေမယ်အနာခေါင်းမယ် T လေးနဲ့ကာစာချမယ် control V နေမယ် pause လိုက်ပြီးမယ်မတေချာဘူးကွ
ပြီးခုနလိုပဲစန္ဒာလေးမှာကျွန်တော်တို့တွေအလဲပို့ပြီးမယ်ပြီးအမားလေးဝင်နေပြီးမယ်ပြီးဆွဲထည့်မယ်ရှင်းနေရင်ဒီစာသားအရှင်းနေဆိုဆွဲတဲ့ကြုံပြီးလိုက်မယ်ပြီးဒီလောက်လေးပဲကျွန်တော်တို့ edit လုပ်မှာဖြစ်ပါတယ်เนาะအများကြီးကျွန်တော်လုပ်ရင်ချိန်သားကြတဲ့အတွက်အဲ့တော့ C လေးနေပြီးတော့တချင်းရဲ့နောက်ပိုင်းလေးကိုကျွန်တော်ဖြတ်လိုက်မယ် V လေးကိုပြန်နေပြီးတော့တချင်းနောက်ပိုင်းလေးကိုကျွန်တော် audio ပိုင်းလေးနောက်ပိုင်းလေးကို select ပြီးတော့ delete လေးနေလိုက်မယ်တခြား depth ပုံလေးတွေရှုခင်းလေးတွေထည့်လို့ရပါတော့ထည့်မယ်ဆိုတော့ခုနလို file ထဲမှာရှိတဲ့ import တွေကိုတွားပြီးတော့ကျွန်တော်တို့တွေ depth ပုံလေးတွေရှိတဲ့နေရာကိုတွားပြီးတော့ရှာပြီးတော့ဖွင့်ပေးရမှာဖြစ်ပါတယ် depth ပုံလေးထည့်တဲ့အခါမှာကျွန်တော်တို့အများကြီးထည့်လို့ရပါတယ် depth ပုံလေးတွေကျွန်တော်တို့ကြိုက်တာလေးတွေအကုန်လုံးကြိုက်တယ်ဆိုအကုန်လုံး shift click နဲ့တွဲပြီးတော့ကျွန်တော် select ပြီးတော့ open လုပ်လို့ရပါတယ်ဒီကတပုံကြီးရွေးမယ်ဆိုရင်တော့ control လေးနဲ့ select ပြီးတော့ကျွန်တော်တို့ open နေလို့ရပါတယ်ပြီးရင်ပုံလေးတွေကိုခုနလိုပဲဆွဲထည့်လိုက်မှာဖြစ်တယ်ဖုန်းလေးပုံလေးတွေကအရန်ကြီးနေတော့ရင်ပုံလေးတွေကိုကျွန်တော်တို့တွေသေးလို့ရပါတယ်ပြီးရင်ပုံလေးတွေခုနကတော့ effect controller မှာကျွန်တော်တို့သေးပြီးတော့ effect controller ကျွန်တော်ဝင်ပြီးတော့သေးလိုက်ပါမယ်ကြီးတဲ့စာကျွန်တော်သေးမယ်သေးတဲ့စာကျကြီးပေးမယ်အားလုံးလုပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီဂျားလေးတွေထဲမှာဒီတက်ပုံလေးရဲ့ဂျားထဲမှာကျွန်တော်တို့ animation effect လေးတွေထည့်မယ်ဆိုလို့ရှိရင် window အမှရှိတဲ့ effect ကိုကျွန်တော်နေပြရမှာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ video transition ကျွန်တော်ယူပြီးတော့ dissolve ကိုနှိပ်မယ်အများကြီးသုံးလို့ရပါတယ် 3D motion ဒီ dissolve high rate pixel pixel စသဖြင့်ကျွန်တော်တို့ထဲမှာရှိတဲ့အဲ့ဒီအောက်စာလေးတွေကျွန်တော်ဆွဲထည့်ပြီးရပါတယ်ဆွဲထည့်ပြီးတော့အရှိမထားမလားနောက်မှထားမလားထားလို့ရပါတယ်ထားပြီးရင်လည်းကျွန်တော်တို့ဒီကောင်ဒီ enemy ဒီ effect လေးတွေကိုကျွန်တော်တို့တွေလိုသလိုပြင်မယ်ဆိုရင်ကျွန်တော်တို့အဲ့ဒီ effect လေးနေရာကိုမြင်ကျင်းနေချက်ပြီးမယ်ပြီးရင် effect လေးနေရာကိုကျွန်တော်နှစ်ချက်နှိပ်လိုက်မယ်အဲ့ဒါမှဒီမှာပေါက်လေးတစ်ပေါက်ထပ်ကျလာပါတယ်အဲ့ဒီပေါက်လေးမှာကျွန်တော်တို့တွေ duration လေးမှာကျွန်တော်တို့တွေတင်ပေးလို့ရပါတယ်တင်ပေးရင်ပိုပြီးများမယ်ရှော့ရင်နောက်ဘက်ကိုဖိပြီးရှော့ရင်ဘယ်ဘက်ကိုဆိုရင်ရှော့တော့ညာဘက်ဆိုရင်ကျွန်တော်တို့ဆွဲတင်တာဖြစ်တယ်ဒီလိုနဲ့ကျွန်တော်တို့ဒီ file လေးကိုအစားဆုံးရှိလေးနဲ့ကျွန်တော်တို့လုပ်သွားမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်နောက်ဆုံး video file လေးကိုတွားမယ် video file ရဲ့အဆုံးလေးကိုတွားမယ်ပြီးရင်ကျွန်တော်တို့ဒီ effect control မှာရှိတဲ့ cross dissolve လေးเนาะ cross dissolve လေးကိုကျွန်တော်နောက်ဆုံးလေးမှာတွားပြီးတော့ပို့ပေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီကောင်လေးကိုလည်း cross dissolve လေးကိုလည်းကျွန်တော်တို့အဲ့ဒီနည်းနည်းလေးကြာခြင်း duration မှာတွားပြီးတော့ကြာပြီးလို့ရပါတယ်ပြီးရင် cross dissolve လေးကတော့ကျွန်တော်တချင်းလေးတွေရဲ့နောက်ပိုင်းကိုဝါဝါလေးနဲ့မိန်လေးနဲ့ဖြည်းဖြည်းပျောက်သွားဖို့အတွက်လုပ်တာဖြစ်ပါတယ်ကျွန်တော်တို့အားလုံး edit လုပ်ပြီးပြီဆိုရင်တော့ file နဲ့ export သွားပြီးတော့ media မှာကျွန်တော်တို့output name လေးမှာချိန်တာပြီးတော့ save name နဲ့ပြီးရင် export နေပြီးတော့ဒီချင်း file လေးကိုကျွန်တော်တို့ပြီးတော့လုပ်လို့ရပါတယ်